မင်္ဂလာပါတာယူထားတော့ဂျူကွန်ကွာတာတင်တာပေါ့နော်ရောင်းမြောက်တော့မသိပါဘူးဒါပေမဲ့ကျွန်တော်တို့အကောင်းဆုံးတော့ပြပြထားပါတယ်ရှီလိုတက်သွားပြီရှီမချီတန်ကြားရပြကျွန်တော်ရှော့ကန်လေးကန်ပြီးပြစ်တယ်ဘန်ဆိုပြီးတော့သွားရပြနော်ကဲနောက်တစ်ကောင်ရှိမလားလို့ကြည့်ရပါနော်ဒါပေမဲ့ကားနဲ့ဖြတ်ဝင်လာပြအချိန်မှာကားနဲ့ဖြတ်ဝင်လာစပရေးလိုက်ရဗျာတစ်ကောင်လုံးတော့နောက်တစ်ကောင်တော့တော်လီတိုင်းပြီးတော့လိုးသွားတယ်နော်ကြီးလည်းကုန်သွားတယ်ဒါကတော့ကျွန်တော်တငယ်ချင်းပြစ်ထားလို့တော့ကျွန်တော်ရှော့ကန်နဲ့တက်တည်ရတာပါကဲအားရှိမှလည်းကောင်းရှိရပါတော့ရှော့ကန်နဲ့ဘယ်မှန်းထူပါတယ်အဲ့ဒီပြောင်းပြီးထူတာတစ်ချက်မှလည်းမထီဘူးနော်အဲ့ဒါလည်းအကောင်ခုံးပြီးထွက်ပြေးပြီးကဖိုင်လေးနဲ့ပဲလှလေးပြပြပေးထားရပြကဲအားဟိုရောင်ဒီရောင်နဲ့ဟိုဘက်တက်ဒီဘက်တက်ရှောက်တက်ပါတယ်ရှော့ကန်နဲ့ကြီးဖြစ်ပါတယ်ပြကဲအားဟိုဘက်ရလှမ်းပစ်တယ်ဗျလှမ်းပြီးတော့ပြီးကဖိုင်စကိုလေးနဲ့အရင်ကြီးပြပေးရတာအိုးကောင်းနေပြီပဲနော်လှချက်ပဲဒါတော့ကားလေးနဲ့ကျွန်တော်တကယ်ချင်းပစ်ထားတာပေါ့နော်ဒါပေမဲ့တော်လို့သွားဆိုကျွန်တော်ဘုံလေးကင်ပြီးတော့ green ရဲ့လှလေးထူပါတယ်ဝီးဘုံတကောင်တေးသွားရပါနော်ဒါတော့ကျွန်တော်တို့ကံပါပေါ့နော်ကျွန်တော်တို့ကံပါလုံးနေရပါကျွန်တော်တရားဝန်ကြီးအလားလေးပြပြပေးရပြ AUG နဲ့ဒါလည်းနောက်ထပ် squad ပေါ့နော်နှစ်ကောင်တက်လာကဲတစ်ကောင်တော့သွားပြီနောက်တော့ကောင်မှထပ်ထွက်လာနောက်တော့ကောင်မှထပ်ပြစ်လိုက်တော့တခါလေးပြီးသွားပါပေါ့နော်ကဲဒါလေးက FPV နဲ့အလားလေး short gun လေးနဲ့ဘန်ဆိုပြန်တော့ပါတစ်ကောင်တော့ဘာခေါ်မလဲ show လို့ကဲဒါကတော့ 1 vs 2ပေါ့နော်ကျွန်တော်ဘုံလေးနဲ့အလားလေးပြစ်ပြီး emo လေးထုတ်မယ်ဆိုပြီးလို့တာဝီးဘုံဆိုပြီးတော့မထိပါဘူးတဲ့ရငါ့ကိုရီးမြင့်နဲ့အမှန်ကန်တိပြပဲကြည့်လိုက်1 vs 2တီးမှာကဲဘုံနဲ့ထူကမနော်ဘူးတဲ့နော်ရှောက်ထူတာနော်ခေါင်းပါခေါ်လိုက်ပြီကဲအားနဲ့နောက်တစ်ကောင်ကထွက်ပြေးသွားလို့ဆိုပြီးကျွန်တော်လေးနည်းနည်းကြော်လိုက်ရပါနော်ဘုံလေးအလားလေးအခန်းထဲမှာဝင်အောင်နေကောင်လေးနော်အမနော်ဒါပဲကဲအားလုံးပဲအဆုံးထိကြည့်ရှုပေးကြရတဲ့အတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာလည်းအကောင်းဆုံးကြိုးစားပြပေးပါမယ်